ကားထဲမှာတက်စီနံတွေအရန်ထွက်ပြီးစီစားအရန်များနေပါသလားစီဆိုင်မှာစီဖြစ်ရင်လဲစီထဲတန်ကခဏခဏဒုက္ခနဲ့ပိတ်ကြနေတလားဒါမှမဟုတ်ဆက်နိုးရတာလေးနေပြီးလီပါနေရင်လဲအစွဲအယုံမရှိတော့ဘူးလားအများစုကဒါမျိုးဖြစ်ရင်အင်ဂျင်ပိုင်းပြက်ပြီးထင်ပြီးဝက်ရှော့မှာပိုက်ဆံအများကြီးအကုန်ခံတတ်ကြပါတယ်တကယ်တော့ပိုက်ဆံတပြားမှမကုန်ဘဲကိုယ်တိုင်ဖြည့်ရှင်းလို့ရတဲ့ရှိုးဝက်ချက်တစ်ခုရှိပါတယ်အင်ဂျင်ခန်းထဲကပိုက်လိုင်းလေးတိုင်လိုက်ကြည့်လိုက်ရင်အနက်ရောင်ဘူးဝိုင်းလေးတစ်ဘူးကိုတွေ့ပါလိမ့်မယ်ဒါကိုချာကိုကနစ်စတာလို့ခေါ်ပါတယ်သူ့ရဲ့အဓိကအလုပ်ကစီတိုင်ကြီးထဲကထွက်လာတဲ့တစီငွေတွေကိုစုပ်ယူပေးတာပါဒီဘူးထဲမှာဖုံတွေရွှွန့်တွေပိတ်ပြီးအပေါက်တွေပိတ်သွားတဲ့အခါကားထဲမှာစီနက်တွေလိုက်ပြီးစီစားလဲအဆက်မတန်များလာတာဖြစ်ပါတယ်အလုတ်ရှုပ်ခံပြီးစိုင်သွားเสียမလိုပါဘူးဒီဘူးမှာတက်ထားတဲ့ပိုက်သုံးလိုင်းကိုဖြုတ်လိုက်ပါပြီးရင်ဘူးကိုအပြင်ထုတ်ပြီးလေပြင်းပြင်းနဲ့ကြီးတွေဖုံတွေကိုတေချာမှုထုတ်တန်ရှင်းပေးလိုက်ရုံပါပဲတန်ရှင်းရေးလုပ်ပြီးပြန်တက်ပေးလိုက်တာနဲ့စီနက်ထွက်တာတွေစီဖြစ်ရခတ်တာတွေဆက်နိုးရခတ်တာတွေအကုန်လုံးချက်ချင်းပျောက်သွားပါလိမ့်မယ်ဒီလိုမျိုးပိုက်ဆံမကုန်ပဲကားထိန်သိမ်းနီးအတုံးဝင်တဲ့ဗဟုသုတတွေကိုစင်ဆက်မပြတ်သိကျင်နေဆိုရင်တော့ကျွန်တော် channel ကို follow လုပ်ထားဖို့မမေ့နဲ့နော်ကားတွေစီစားအရန်များနေရတဲ့အကြောင်းရင်းကိုရှာတွေ့သွားပါပြီလာကြည့်ကြပါဦးမြင်ကြရဲ့လားခင်ဗျာလက်ရှိ engine လေပတ်နှုန်းက1500 rpm လောက်ရှိနေပါတယ်ဒါတွေမကသေးပါဘူးဒီကားကိုစဝယ်တော့ကဆိုရင် engine လေပတ်နှုန်းဟာ600ဒါမှမဟုတ်900 rpm လောက်ပဲရှိတာပါ engine လေပတ်နှုန်းတွေဒီလောက်ထိမြင့်တက်နေမှာတော့စီမစားပဲဘေးရှိပါမလဲစင်စစ်တော့ engine လေပတ်နှုန်းဒီလောက်မြင့်နေရတဲ့အထူးကအကြောင်းရင်းကရှေ့က throttle valve lever လိတ်ခုံးမှာကြီးတွေအညစ်အကြေးတွေပေပွားနေလို့ပါပဲကဲဒါကိုတန့်ရှင်းရေးလုပ်လိုက်ကြရအောင်ဒီမှာကြည့်ပါဒါကတော့လေစစ်ဘူး air filter box ပဲဖြစ်ပါတယ် throttle valve ကတော့ဒီနေရာမှာရှိတာပါလေစစ်ဘူးရဲ့အောက်ဖက်နှံမှာရှိပါတယ်ကျွန်တော်တို့အားနည်းနည်းတုံးပြီးမလိုက်ရင်ဒီလေစစ်ဘူးကိုအပေါ်ကိုမြှောက်မလိုက်လို့ရပါတယ်ဒါကတော့ throttle valve ပဲဖြစ်ပါတယ်စက်ကူဖြူလေးတစ်ရွက်နဲ့တုပ်ကြည့်လိုက်ရအောင်ကြည့်ပါဦးဘလောက်တောင်မင်းနဲ့ပြီးကြီးပိန်နေလဲဆိုတာအခုကားတော့ကိုဖွင့်လိုက်ပါမယ်ပထမဆုံး okay တစ်ခဲကိုယူပြီး lever နင်းတံကိုဖိထားလိုက်ပါကြည့်ပါဦးအဝတ်စတစ်ထည်ယူလိုက်ပါမယ်ပြီးရင်တော့ online ကနေ$2 $3တန် throttle cleaner တန့်ရှင်းရေး spray ဘူးတဘူးဝယ်ပြီးဖြန်းပေးလိုက်ရုံပါပဲဟုတ်ပါပြီပြီးရင်တော့ဒီအဝတ်နဲ့ throttle valve ကိုတေချာတန့်ရှင်းပေးလိုက်ပါ Okay throttle valve လည်းပြောင်းဆင်းသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ကားစီစားနှုန်းကလည်းတိတိတာတာရော့ကျသွားမှတိချပါတယ်ဘလို့လဲနီလန်းလေးကိုမှတ်မိသွားကြရဲ့လားခင်ဗျာကျွန်တော်ကတော့ brother တုံဖြစ်ပါတယ်နေ့စဉ်ကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုလေ့လာဖို့ကျွန်တော်ကို follow လုပ်ထားကြပါအောင်နော်ကားပိုင်ရှင်90%လောက်မတိကြတဲ့အချက်တစ်ခုရှိပါတယ်ကားကစနိုးရခတ်တာအချိန်တင်ရခတ်တာနဲ့စီစားများလာတာမျိုးဖြစ်ရင်ပလက်တွေလေဝင်ပေါ်ဘူးတွေကိုအစောတလျင်လဲစရာမလိုသေးပါဘူးအရင်ဆုံးဒီစိတ်အပိုင်းလေးကိုစစ်ကြည့်ပါဒါကတော့အင်ဂျင်ရဲ့စီဖြန်းစနစ်နဲ့မီးဝါးစနစ်ကိုထိန်းချုပ်ပေးတဲ့ကန်ရှက်တီနေရာပြစင်ဆာပဲဖြစ်ပါတယ်ဒီစင်ဆာမှာစီကြီးတွေနဲ့ဖုံမုံတွေဖုံးလွှာသွားတဲ့အခါကားကွန်ပျူတာကပစ္စတင်ရဲ့တီနေရာကိုမာယွင်းတွက်ချက်သွားတတ်ပါတယ်ဒါကြောင့်စီဖြန်းတာနဲ့မီးဝါးပေးရဲ့အချိန်မာယွင်းပြီးစနိုးရခတ်တာအချိန်တင်ရခတ်တာစက်တံမမှန်ပဲတုံနေတာနဲ့စီစားလုံစွာများပြားလာတာမျိုးတွေဖြစ်ပေါ်လာတာပါဒီစင်ဆာကိုတန့်စင်ပေးလိုက်ရင်တော့ကားရဲ့စွမ်းဆောင်ရည်ကချက်ချင်းဆိုသလိုတိတိတာတာကောင်းမွန်သွားပါလိမ့်မယ်ဒါပေမဲ့သတိထားရမှာတစ်ခုကတော့မိမိဘာသာတန့်စင်လို့ရတယ်ဆိုပေမဲ့စီကံမရှိရှောက်မလုပ်သင့်ပါဘူးစင်ဆာရဲ့ထိပ်ပိုင်းဟာအလွန်နူးညံ့တာကြောင့်မာကျောရဲ့ပစ္စည်းတွေနဲ့ခွာထုတ်တာမျိုးလုံးဝမလုပ်ရပါဘူးဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးကားအတွက်အသုံးဝင်တဲ့ဗဟုသုတလေးတွေကိုပုံမှန်ကြည့်ရှုနိုင်ဖို့ကျိုးတို့၏စာမျက်နှာကို like နဲ့ follow လုပ်ထားပေးကြပါဦးနော်တင်ကားမှာဒီပစ္စည်းသုံးခုကိုရှာတွေ့ပြီးဖြုတ်ဆေးလိုက်တာနဲ့ရခင်ကဖြစ်နေတဲ့စီစားများတာယုံအားမရှိတာနဲ့ဂီယာချင်းရင်တုံနာတွေပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်ပထမတစ်ခုကလေထုထဲတိုင်းစင်ဆာဖြစ်ပါတယ်သူကြည့်ပေနေရင်စီစားများစေပါတယ်ဒုတိယတစ်ခုကအချိန်ကိုက်လျှက်စစ်ဆိုလိုနှွိုက်ဖို့ဖြစ်ပါတယ်ကာဗွန်တွေပိတ်နေရင်ယုံအားကျစေပါတယ်တတိယတစ်ခုကကန်ရှက်စင်ဆာဖြစ်ပါတယ်ကာဗွန်တွေပိတ်နေရင်ဂီယာချင်းတဲ့အခါတုံခါမှုဖြစ်စေပါတယ်အခုလိုအကျိုးရှိတဲ့ကားထိန်သိမ်းတဲ့ဗဟုသုတတွေကိုဆက်လက်လေးလာခြင်းရင်တော့ like နဲ့ follow လေးလုပ်ထားဖို့မမေ့နဲ့နော်ကားရဲ့အိတ်ဇောပိုက်ကိုတင်ရှာတွေ့နိုင်တယ်မဟုတ်လားဒါဆိုရင်တော့အဲ့ဒီအတိုင်းလိုက်ရှာကြည့်လိုက်တာနဲ့ရှေ့မှာရှိတဲ့6စင်တီမီတာလောက်ပဲရှိတဲ့အစိတ်ပိုင်းသေးသေးလေးကိုတွေ့ပါလိမ့်မယ်တင်ကမတော်တဆပဲသူ့ရဲ့ပလက်ကောင်းလေးကိုဖြုတ်လိုက်ပြီးအိမ်နီးနားချင်းစီကနေကလင်ကဝါလက်ကင်တစ်ခုငှားလာခဲ့တယ်ပြီးတော့အဲ့ဒီပစ္စည်းလေးမှာတက်ပြီးနာယီလက်တံပြောင်းပြန်အတိုင်းအားနဲ့လှည့်လိုက်ရင်ရှော့သွားပါလိမ့်မယ်အဲ့ဒီနောက်လက်ကလေးနဲ့နည်းနည်းလှုပ်ပြီးဖြုတ်ထုတ်လိုက်ရုံပါပဲ
ကြီးလိုက်တာနဲ့သူ့အပေါ်မှာအယမ်းညစ်ပတ်နေပြီးစစ်ဆေးပြီးတဲ့လေပေါက်လေးတွေပါပိတ်နေတာကိုတွေ့ရပါလိမ့်မယ်။တင်ကမတော်တဆပဲကာဘရိုက်တာတန့်စင်စီစပရေးတပူဝယ်လာခဲ့ပြီးသူ့အပေါ်ကိုဓာတ်ရိုက်တအားဖြန်းပေးလိုက်တယ်။တန်ရှင်းရေးအကျိုးသက်ရောက်မှုကအယမ်းကိုကောင်းလွန်လာပါတယ်။ကြီးတွေအကုန်လုံးခဏလေးအတွင်းမှာပဲပျော်ဝင်သွားခဲ့တယ်။အချိန်ခဏလေးအတွင်းမှာပဲမူလစိတ်ယုံထုတ်အတိုင်းတန့်ရှင်းသွားပြီးလေပေါက်လေးတွေလည်းပြန်ပွင့်သွားပါလေ။ပါးနဲ့တဲ့တင်ကအဲ့ဒါလေးကိုပြန်တက်ဆင်လိုက်ပြီးတိတ်တဆိတ်ပြုံးလိုက်နိုင်ပါပြီ။ဘာလို့လဲဆိုတော့တင်ကားရဲ့စီစားနှုံးတွေအကြောင်းမဲ့တက်လာတာကားထဲမှာဓာတ်စီနံ့တွေအယမ်းနံနေတာအိမ်ဇောမီကိုစစ်စီးရင်မအောင်တာနဲ့မီကိုပုံနှံ့ထွက်နေတဲ့ပြဿနာတွေအကုန်လုံးဝမရှိတော့တာကိုတွေ့လိုက်ရလို့ပါပဲ။ဒါဟာကားရဲ့ oxygen sensor ဖြစ်ပြီးအိမ်ဇောထဲက oxygen ပမာဏကိုစစ်ဆေးပေးတာစီဖြန်းပမာဏကိုတိကျကျချိန်ညှိပေးတာနဲ့ catalytic ကိုကာကွယ်ပေးတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျရင် follow လေးလုပ်ထားပေးပါဦးနော်။